Steven Chow ကအရှင်မင်းသားတယောက်ဖြစ်ဖို့ကြိုးစားခဲ့တယ်လို့ပြောရင်ယုံဖို့ခက်ပါလိမ့်မယ်ဒါပေမဲ့မယုံမရှိနဲ့အဲ့ဒါတကယ်ပါဗျ Steven Chow ရဲ့တရုပ်ဆောင်ဘဝစကလေးကသူရည်ရွယ်တာကအရှင်ဇက်ကြံတွေမှာအောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ဖို့ပါပဲဒါပေမဲ့သူထင်သားသလိုဖြစ်မလာခဲ့ပါဘူးသူတရုပ်ဆောင်အဖြစ်စပြီးမြဲတည်နိုင်တော့ကလေးပညာပေးအစီအစဉ်တစ်ခုမှာအစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့ပူပြီးတော့အမှတင်သူ့ရဲ့ဟာတညံကိုပြည်သက်တွေကအနှဲငယ်မီးစမ်းမိခဲ့ကြပါတယ်သူကိုယ်တိုင်လည်းဒါကိုသတိထားမိခဲ့ပေမဲ့စတီဗင်ချောင်းကအရှင်မင်းသားတယောက်ဖြစ်ချင်တာမလို့အရှင်ရုပ်ရှင်တွေပဲရိုက်ပြီးတော့အောင်မြောင်လုပ်မယ်ဆိုပြီး1988မှာ Final Justice ဆိုတဲ့ရုပ်ရှင်မှာစပြီးပါဝင်တရုပ်ဆောင်ခဲ့ပါတယ်အဲ့ဟိုစရာကောင်းတာကအဲ့ဒီရုပ်ရှင်မှာသူဇက်ပူဆူရသွားပါတယ်ပြောရရင်အဲ့ဒီရုပ်ရှင်ကသူ့ဘဝရဲ့တကားလေးတော့ဟာတာဇက်ကောင်မဟုတ်ပဲတကားလုံးဟာတာဇက်ဝင်ကန်လုံးဝမပါအောင်တရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ခဲ့တာပါဒါပေမဲ့သူ့ရဲ့အောင်မြင်ဆုံးကာလတော့မဖြစ်သေးပါဘူးအဲ့ဒီအချိန်ထိကိုစတီဗင်ချောင်းကအရှင်အယူထနေတော့မှာပဲအဲ့ဒီနောက်မှာတော့သူစပြီးသတိထားမိလာတာကသူနဲ့အရှင်ကာရက်တာတွေကလိုက်ဖက်ပေမဲ့ဟာတာဘက်မှာဆိုသူပိုအားတာပါတယ်လို့သူစပြီးထင်လာပါတယ်အဲ့ဒါကြောင့်မလို့1990မှာထွက်ခဲ့တဲ့ All for the Winner မှာ Steven Chow ကောမဒီစရိုက်ခဲ့ပါတယ်အဲ့မှာနေဟောင်ကောင်အနှံအရန်ကိုပေါက်သွားတယ်ပေါက်ရုံနဲ့မဟုတ်ဘူးသူ့ပင်ကိုစတိုင်ကိုအခြေခံတဲ့အတိတ်ပဲမဲ့ဟာတာစတိုင်ဆိုတာပါပေါ်လာတယ်အဲ့မှာနေ Steven Chow ဆိုပြီးလူတိဆက်များသွားခဲ့ပါတယ်သူ့နာမည်ကိုကောမဒီရုပ်ရှင်တွေနဲ့တွဲပြီးမြင်လာကြပါတယ်အဲ့နောက်ပိုင်းမှာသူကောမဒီတွေဆက်ရိုက်ဖြစ်တာကပရိသတ်လက်ခံမှုကြောင့်လို့ပြောလို့ရပါတယ်ပရိသတ်တောင်းဆိုမှုတွေရှိလာတယ်သူလည်းအဲ့ဒီတိုင်းပဲဆက်သွားခဲ့ပါတယ်အဲ့ဒီချိန်တုန်းကစတီဗင်ချောင်းရဲ့အောင်မြင်မှုကိုပိုပြီးထိုးဆွပေးလိုက်တာကတရုတ်နဲ့ဟောင်ကောင်ရဲ့ပြန်လည်ပေါင်းစည်းရေးအရှုပ်တော်ပုံကိစ္စတွေကြောင့်လို့ပြောလို့ရပါတယ်စတီဗင်ချောင်းကအဲ့ဒီအရှုပ်တော်ပုံကိစ္စတွေကိုတရော်တဲ့ရုပ်ရှင်တွေမှာယဉ်ကျေးမှုနဲ့ဆက်ဆက်ပြီးတော့ကန်သုံးပြီးအနက်စကားတွေကိုလက်ပတ်ပြောနိုင်အောင်လုပ်ပြီးတရုပ်ဆောင်ခဲ့ပါတယ်အဲ့လိုတရော်တဲ့ရုပ်ရှင်တွေရိုက်ခဲ့တဲ့အတွက်ကြောင့်မလို့သူရုပ်ရှင်တွေကပြည်သက်ရင်နဲ့ပိုရောက်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘာလို့ဆိုခေတ်ရဲ့အနေအထားနဲ့လိုက်ဖက်ညီမှုရှိနေလို့ပါအဲ့လိုနဲ့1988ကနေ2008ခုနှစ်အထိကိုစတီဗင်ချောင်းဟာရုပ်ရှင်40ကျော်ကိုတရုပ်ဆောင်ပြေးရိုက်ခဲ့ပါတယ်။သူ့ရဲ့တရုပ်ဆောင်ဘဝနောက်ဆုံးရုပ်ရှင်ကတော့ CG7 2008ဖြစ်ပါတယ်။အဲ့နောက်မှာဒါရိုက်တာတယောက်ဖြစ်သူစာရက်တည်ခဲ့ပြီးတော့အခုချိန်ဒီကိုရုပ်ရှင်တွေဆက်ရိုက်ဖို့ကြိုးစားနေတုန်းပါပဲ။သူ့ရဲ့နောက်ထပ်လာမယ့် project တွေလည်းရှိပါတယ်။အဲ့ဒီအကြောင်းကိုတစ်ခုပြန်တင်ပေးပါဗျ။ပြန်သွေးကြည့်မယ်ဆိုရင်အကယ်၍စတီဗင်ချောင်းသာ1990မှာဟာတာရုပ်ရှင်တွေဘက်ကိုကူးမလာခဲ့ရင်သူ့ရဲ့ပြောင်ဆက်ဆက်မျက်နှာတီးကြီးကိုမြင်ရဖို့မဖြစ်နိုင်တယ်လို့ကိုယ်တွေလည်းသူ့ရုပ်ရှင်တွေကိုကြည့်ပြီးရဲရတာမျိုးကမရှိလာခဲ့တော့ပါဘူးသူလည်းအရှင်လောကမှာအောင်မြင်ခြင်းမအောင်မြင်နေပါပါအဲ့ဒီတော့စတီဗင်ချောင်းဆိုတဲ့သူကိုကျွန်တော်တို့အခုလောက်ရင်းနှီးနေကြပါမလား